ခဏနေရောဟုတ်ခင်ဗျားတို့ဒီမှာချဟမ်ခင်ဗျားတို့ချလိုက် ထုတ်ချလို့မရဘူး ချလိုက် ဘာလဲငါတို့ဘာလုံး အဲ့ချုပ်ကိုထားလူကြီးပဲအသာကြီးထွက်သွား ဟာမရပါဘူးငါတို့ရဲ့ဒီထုတ်ကြီးထားခဲ့လို့မရပါဘူးကွာဒီထုတ်ကြီးပါသွားမှငါအဆင်ပြေမှာကွာ ဟာဒီလူစကားကြောရှင်နေရကွာစမုံတုံးကျင်ပြီထင်တယ် ဟာစမုံဘာလုံး ထားတယ် အော်အေး နားပါလားထားခဲ့ ကြားတယ် လူကြီးပဲထွက်သွား ဟာဒီကောင်ထားခဲ့လို့မရဘူးသားရဲ့ငါယူတော့မှရမှာကွာ ဟာ မင်း အားတွေများလိုက်တာ မင်းအဲ့ဒါတော့မထားခဲ့ဘူးကွာလို့ကွာငါ့အိတ်ထဲမှာပတ်စံ9000ပါတယ်အဲ့ဒီပတ်စံ9000ယူထားလိုက်အေး 9000 အေး ဟာ ဒါကြီးတော့ငါယူရမယ်နော် 9000လည်းလာပြောနေကွာ9000ကိုအထုပ်ကိုထားခဲ့ ဟာမထားခဲ့လို့မရဘူးကွာ စကားကြောတွေမရှိနဲ့စကားကြောတွေမရှိစုံစမ်းလိုက်အောင်စုံစမ်းလိုက်အောင် ဘလို့ လူ တော့ ခုနှစ်ယောက်ကိုတက်ပြီးထောင်ထဲကထွက်လာထော်ကြီးဆိုတာကြုတ်ပဲ ဟာမင်းလူတက်လာလား ထားခဲ့ အေးဟောယူထားလိုက်နော်အဲ့ဒီဘက်ကမှယူထားလိုက်တော့ ဟာဒီနေရာမှာလည်းအသက်ပြောက်ချင်ပြီတင်တယ်ဖိုးကြီးကတော့ ဒီတစ်ခေါက်တော့ပွားတာပဲကွာအတုတ်တယ်နဲ့ဟာပွားပြီအိုးငါအဲ့ဒါလေးငါစုံမြစ်ကတ်တာအဲ့အိုက်တင်နေမပြောက်တော့ဘူးကွာမဆိုင်ပုတ်ကြီးမီးလောင်နေပြီကုမ္ပဏီမီးလောင်နေပြီဟိုမှာ ဘာဖြစ်တာလဲကွာ အဲ့ဒါယူစွတ်ဖွာနဲ့အဲ့ဒီမခမနဲ့လို့တကယ်ချင်းမင်းကလည်း ပြောဘာလို့ပြော လှုပ်လေလှုပ်လိုက်တော့ထုတ်ကြည့်လေ ဟဲ့လေကွာငါလှုပ်လာတဲ့ကိစ္စလေကွာငါလှုပ်သွားပြီမင်းဖြေလိုက်ပေါ့ အဲ့လိုလားအဲ့တင်ကိုပြင်ကွာမြန်လေအဲ့လိုမို့အဲ့လိုတီကြီးမနေနဲ့ငါအစုံမြစ်ကတ်တယ်ငါ ငါကျင့်ပါနေပြီလို့ အစိတ်မှာလှုပ်ကွာငါရှိရောင်မလှုပ်နဲ့ဟိုမှာသွားလှုပ်သွားနင်းရလေ အကျင့် မပါနဲ့ဒီကတော့ပွားဒီကတော့ရှယ်ပဲတထေးဖြစ်ခိုးဖြစ် ခွေးရမင်းဖြစ်ရမှာဘာလိုက်ငါခွေးဖြစ်ပါပေးရလဲ ဟို လို့ မှာခွေးပြက်ပြေးသွား မလေး ကဲချလိုက်တယ်မနော်တော်ရကွာငါကောင်းကြီးအဲ့ဒါကြောင့်စဘောကြလူကြီးပဲကွာတော့လူကြီးပဲရော တမိုးကြီးတွေပါတာ ဘဝပြောင်းသွားမှာနော်ငါနော်အပုံလိုက်ကြီးနော် ဟုတ်လိုက်ပါလေလေလို့ တော်စူးစားပန်းစားနဲ့ရှာထားတာနော်ဒီအပုံလိုက်ကြီး ပြောတော့ပြောပါတယ်ယူလို့မရဘူးတဲ့ ဟောအဲ့လိုလား သူသွားပို့ရမှာတဲ့ ဩမင်းနည်းနည်းလေးတောင်အဲ့ကိုမစစ်ကြည့်ဘူးလား အထုပ်ကြီးဆိုတော့ကိုလည်းရမက်နဲ့ယူလိုက်တာပေါ့ကွာ ဟဲ့လားအဲ့လိုဒီလိုလို့ဟိုဒီကငါ့ကိုမခွဲပြလို့တော့မင်းအကုန်လုံးသိမ့်လဲလို့ရပြီဒါငါမသိဘူး ဒါကြတော့ငါ့အကုန်ခွဲပေးလိုက် မင်းမစစ်ဘူးလားကွာနားအောင်နေတာပဲကွာကြည့်အောင်ဟိုကဘယ်ပလို့ထုတ်ပလို့လေကွာမင်းနည်းနည်းပါလေစိတ်အောင်ပါကွာမင်းကလည်းဒုက္ခပါပဲ အော်စစ်ဖို့အချိန်ရှိမလားလို့မင်းကလည်း မင်းလောက်လိုက်ရင်ကွာဒီတစ်ခေါက်ကတော်တော်မင်းတော်တော် ငါစစ်လိုက်သဘောပေါက်သွားမှာပေါ့ ဟောတယ်မတယ်ငါလက်အရှိအောင်ပြောတယ်မတန်လားမတန်လိုက်တာဒီတစ်ခေါက်ကတော့ပတ်စံဘယ်လောက်ပါလဲဟာလားဘာလို့ရမှာလဲအဲ့ဒါယူဘာလို့ရမှာလဲလို့ဒါယူ သူပေးလိုက်တာ ဟမ်တော်ပြီရအဲ့ပတ်စံမီးမင်းငါပေးတယ်ရ တကယ်ပေးရနော် တကယ်ပေးတာရထပ်ပေးမယ် ဖြစ်အောင်ကြီးလား ရ9000ဒါထုတ်တာဒီတစ်ခေါက်ငါလုံး ဖြစ်ပါမလား ငါလုံးမယ် အာမင်းခန္ဓာကိုယ်နဲ့မဖြစ်ဘူး ငါလုံးမယ်ဖြစ်တယ်ဒါမင်းကစရံကြိုတတ်တာရသမျှငါအကုန်ယူမယ် မင်းငါလို့ဒါ ဒါလေးလုံးလိုက်ရင်လွတ်လေးဘာမှမခက်ဘူးမင်းကလည်းရော့ တတူးဘောတော့မဖြစ်နဲ့နော် မဖြတ်ဘူးမင်းဒါသုံးပလိုက်ကွာဘာဖြစ်နောက်ရတဲ့ဟာငါအကုန်ယူမယ်ရရနော် ဟာမင်းအကုန်ယူမှာ အကုန်ယူမယ်လေရှာမရှိနဲ့ငါ့ကိုအော်ယုံလေးပဲငါ့လိုအော်ပေးရပြီ
ဘာဖြစ်တယ် အော်ယုံလေးပဲအော်ပြီငါလိုပဲအော်ယုံလေးပဲအော်ပြီလို့ ရတယ်လေ ရရနော် ရတာဗောမင်း ဟုတ်ပြီနော်အဲ ဟိုမင်းလိုပဲငါအော်ယုံလေးပဲနော် ဒါပဲနော်ငါလုံးမယ်ကွာဟာမင်းကလည်းယူတော်တော့မင်းကလူ9ယောက်တက်ခဲ့တယ်မလား ဟုတ်တယ် ငါ16ကိုတပြိုင်နဲ့တက်ပလိုက်မယ်မင်းကယူတော်တော့ အဲ့ဒါမှကွာ ရတယ် ရောက်ရှုံး ဟမ် အော်ယုံလေးပဲနော် အော်ယုံလေးပဲလောက်လိုက်တော့ အော်ပြီဗျာ အော်စမ်း